ရောင်းအားတက်နေတယ်ဒါပေမဲ့မြက်ကပါမလဲ agriculture လက်လီလက်ကအယောင်းလုပ်ငန်းလုပ်နေသူတိုင်းဒီလိုအခြေအနေတွေကြုံမှုကြမယ်ထင်ပါတယ်ပစ္စည်းတွေရောင်းအကောင်းနေပါလျက်နဲ့ဘယ်ပစ္စည်းကအမြတ်များတယ်ဘယ်ပစ္စည်းကအမြတ်နည်းနေတယ်ဆိုတာမသိကြဘူးအယောင် stock အကျွေးစင်းတွေကိုစာအုပ်အိတ်စဲလူပုံမှုတည်နေရတာကြောင့်အလုပ်များလာသလိုအမားတွေပါပိုများလာနိုင်ပါတယ်ဒီလိုအခြေအနေတွေကိုကြုံတွေ့နေရတဲ့အယောင်လုပ်ငန်းရှင်များအတွက်အကောင်းဆုံးဖြေရှင်းချက်ကတော့လုပ်ငန်းတစ်ခုလုံးကိုအချိန်နဲ့တပြေးညီထိန်းချုပ်စီမံခန့်ခွဲနိုင်တဲ့လုပ်ငန်းသုံး ERP software ကိုအသုံးပြုခြင်းပဲဖြစ်ပါတယ်ဒီလိုအသုံးပြုဖို့အတွက် Galaxy ရဲ့ iStore Enterprise Cloud-based ERP software ကလူကြီးမင်းတို့လုပ်ငန်းတစ်ခုလုံးအတွက်ဘာတွေကူညီပေးနိုင်မလဲလက်လီလက်ကအယောင်အားလုံးကို system တစ်ခုထဲမှာစီမံခန့်ခွဲနိုင်မယ် stock အဝင်ထွက်ကို real time နဲ့ချက်ချင်းသိရှိနိုင်မယ်supplier customer တဦးချင်းစီအလိုက်အကျွေးစည်းတွေကိုအတိအကျထိန်းချုပ်နိုင်မယ် consignment အကုန်ပေးကုန်များ promotion plan များကိုလည်းစနစ်တကျထည့်သွင်းအသုံးပြုနိုင်မယ်ဒါအပြင် date filter အသုံးပြုပြီး expire date နီးမနီးကိုအလွယ်တကူစစ်ဆေးနိုင်တာကြောင့်ပစ္စည်းဆုံးရှုံးမှုကိုရှော့ချနိုင်ပြီးလုပ်ငန်းတစ်ခုလုံးကိုပုံမစနစ်တကျနဲ့ထိရောက်စွာလက်ပတ်စေနိုင်မှာပဲဖြစ်ပါတယ်ရှင်ဒါကြောင့် Agriculture လက်လီလက်ကအယောင်လုပ်ငန်းရှင်များအနေနဲ့စည်ရင်းမားတွေကြောင့်ခေါင်းရှုပ်ခံမနေတော့ပဲ Galaxy ရဲ့ iStore Enterprise Cloud-based ERP software ကိုအခုပဲဆက်သွယ်စုံစမ်းလိုက်ပါတော့နော်